အားလုံးပဲမင်္ဂလာပါရှင်ဆင်ဆရာမများအားလုံးပြီးတော့ဒီပညာပန်းနိုင်ကျောင်းဆရာကြီးအားလုံးရောပြီးတော့ပညာပန်းနိုင်ဘာလဲပညာပန်းနိုင်လူကြီးများအလုပ်လုပ်တဲ့လူကြီးများအားလုံးရောမင်္ဂလာပါလို့ပြောမှဥစွာအနေနဲ့နှုတ်ဆက်သချင်ပါတယ်ဒီကကလေးအားလုံးပေါ့နော်ဒီကကလေးအားလုံးနဲ့သမီးတို့မောင်နှမနှစ်ယောက်စလုံးကိုတွေ့ဆုံနိုင်အောင်လုပ်ပေးရဲသမီးတို့ဖိတ်ခေါ်ပေးရဲလူကြီးများအားလုံးကိုအရင်ကျေးဇူးတင်တယ်လို့ပထမဆုံးပြောချင်ပါတယ်အားလုံးကကလေးတွေဆိုတော့အရင်သူတို့ရှိမှတစ်ချက်ဆိုတာအရင်ရင်ခုန်နေပါဆိုတော့ကိုရိုင်းကလည်းဒီလိုမျိုးကျောင်းတက်ပြီးတက်လာခဲ့တဲ့ကလေးတွေမှာပါတယ်ဆိုတော့အဲ့လိုမျိုးကိုကျောင်းမှာကိုအရင်ကျိုင်းနေတဲ့ celebrity လာတဲ့အချိန်ကြလို့ရှိရင်သူတို့ကဘာပြောမလဲဘာဆိုပြမလဲဆိုတော့ကိုကအမြဲစောင့်ကြည့်ခဲ့ပေါ့နော်အဲ့တော့သမီးတို့အခုလိုမျိုးသမီးတို့လည်းဟိုးအောက်ခြေကနေပြီးတော့ဘယ်လိုပြောမလဲစူးစမ်းပန်းစားနဲ့ခက်ခဲနဲ့ရုန်းကန်လာပြီးမှဒီလိုမျိုးနေရာရောက်သွားတဲ့အခါမှာသမီးတို့လိုမျိုးခက်ခဲရှိတဲ့သူတွေအားလုံးကိုသမီးတို့အခက်ခဲရှိတဲ့သူတွေရောဒီလိုမျိုးတက်လာတဲ့သူတွေရောပေါ့နော်နည်းနည်းလေးခွန်အားလည်းပေးခြင်းနဲ့ပြီးတော့ဖြော်လေးဖြော်ဖြေခြင်းနဲ့လို့ပြောချင်ပါတယ်ပထမဆုံးညီမအနေနဲ့ခွန်အားပေးချင်တာကျတော့ဘဝမှာဘယ်အရာမှလွယ်ကူကူနဲ့မရပါဘူးတကယ်အောင်မြင်မှုအဲ့လိုမျိုးတကယ်အောင်မြင်မှုဆိုလို့ရှိရင်ချွေးနဲ့သွေးနဲ့ရှင်းပြီးတော့မှရတဲ့အောင်မြင်မှုပဲကြာရှည်ခံတယ်လို့ပြောချင်ပါတယ်အဲ့တော့အခုကျောင်းတက်နေတဲ့ကလေးအားလုံးကိုလည်းဒီလိုမျိုးကျောင်းတွေတက်နိုင်တာအရင်ကန်ကောင်းတယ်ညီမတို့ကဆိုလို့ရှိရင်တော့ဒီဟိုဗလဲ public school မှာပဲတက်ခဲ့ရအခုကျတော့ private school လည်းထားတယ်ကျောင်းစီကန်းတွေနဲ့ပေါ့နော်ကန်ကောင်းမွန်ဒီကျောင်းကနေအားလုံးတုံသင်ပေးတဲ့ခါမှာကျတော့ဒီလိုမျိုးရိုးရိုးတန်းတန်းစူးစမ်းတဲ့သူတွေချက်အများကြီးပေါ့နော်ရှေ့ရောက်နိုင်တယ်အဲ့ဒီကြောင့်မို့လို့အများကြီးစူးစမ်းပါလို့ပြောချင်ပါတယ်ဒီစေတန်းတွေပြီးသွားတဲ့အခါမှာမိဘတွေနဲ့အများနေရမှာမဟုတ်ဘူးဆက်ဆံမတွေနဲ့အများနေရမှာမဟုတ်ဘူးဘဝမှာတယောက်တည်းရုန်းကန်လာရမယ့်အချိန်တွေရှိလာမယ်အဲ့အချိန်ကြလို့ရှိရင်စိတ်အရင်ကြားတဲ့အချိန်လည်းရှိလာမယ်ပြီးတော့အောင်မြင်မှုရလို့အရင်ပျော်ရွှင်တဲ့အချိန်လည်းရှိလာမယ်အဲ့ချိန်လည်းလို့ရှိရင်အကေးစိတ်သက်ကြသွားခဲ့တဲ့အချိန်စီလို့ရှိရင်အဲ့စိတ်သက်ကြတဲ့နေရာကနေပြီးတော့မလေးပဲနဲ့စိတ်သက်ကြတဲ့နေရာကနေပြီးတော့ပြန်ချပါလို့မှာချင်ပါတယ်စိတ်သက်ကြတဲ့နေရာကနေပြီးတော့အဲ့နေရာမှာပဲနေရနေရာကိုကြားရှုံးနေနေဖြစ်ပါတယ်အဲ့ကနေပြီးတော့ထပြီးတော့မှချိန်လန်းတလှမ်းပဲဖြစ်ဖြစ်လှမ်းစလှမ်းဖို့လုပ်နေတော့မှအဲ့ဒါအောင်မြင်မှုပန်းနိုင်ကိုနောက်တလန်းအောင်သွားနိုင်တဲ့အခြေအနေတခုလို့ညီမတို့ပြောချင်ပါတယ်ညီမတို့ဒီပြန်ပွဲအနေနဲ့ပြောမှဆိုလို့ရှင်ခွန်အားအများကြီးပေးစေရှိရပါတော့ဒါမဲ့အများကြီးမပြောတော့ဘူးညီမဆိုလို့ရှင်လည်းခက်ခဲနဲ့ဒီရုန်းကန်လာခဲ့တဲ့ဒီလိုမျိုးမြန်မာ idol မှာဝင်လာရသွားမယ်မြန်မာ idol နဲ့အဲ့လိုမျိုးပေါ့နော်တနေ့နေ့ကြလို့ရှိရင်ကိုငငယ်ကလေးအရင်ဖြစ်ချင်ခဲ့တဲ့ဆန္ဒတစ်ခုကိုဒီလိုမျိုးကြီးအကောင့်ထဲပေါ်လာနိုင်မယ်လို့ကိုလည်းမထင်ထားဘူးဒါပေမဲ့ကိုကြိုက်တဲ့ကိုနှလုံးသားထဲကနေပြီးတော့တကယ်ချစ်မြတ်လို့တဲ့အရာကိုနေ့ရက်စဉ်တိုင်းကိုဘယ်လိုပြောမလဲသွားတယ်ယုံကြည်ချက်ရှိရှိနဲ့သွားတယ်ကိုလည်းအားရှိသမျှအကုန်ထုတ်ပြီးတော့မှစူးစမ်းတယ်ပြီးတော့စိတ်ကြအရင်စိတ်ကြခဲ့ရတဲ့အချိန်တွေလည်းရှိရဲအဲ့ဒီအချိန်ကိုတော့မှဘယ်လိုပြောမလဲအဲ့ဒီတိုင်းပဲ level နဲ့ပေါ့နော်မရမကပြန်ထပြီးတော့ပြန်ရှောင်းရတဲ့အချိန်တွေရှိရဲအဲ့ဒါကြောင့်မို့လို့ဒီကလေးအားလုံးကိုလည်းတခုစိတ်ငစ်စရာတွေ့နေရဲဆိုရင်တော့မှမလဲကြပဲနဲ့ပြန်ထပါအကျင့်ကိုပြင်တာထက်စိတ်သက်ပိုင်းဆိုင်အောင်ပြင်ဆင်တာကိုဘဝအတွက်အများကြီးအကျိုးပြုပါလိမ့်မယ်လို့ဒီကနေပြီးတော့အနေငယ်ပြောချင်ပါတယ်အခုကကျတော့ကလေးအားလုံးလည်း sample ဖြစ်ခိုင်းဆိုနည်းနည်းလေး stress လေးပြီးမယ်ထင်တယ်အားလုံးကိုstress လေးလျော့သွားအောင်ပေါ့နော်အကလေးနဲ့အောင်ဖြစ်ပြီးတော့တချင်းလေးနဲ့ပဲဖြစ်ချင်ပါတယ်ပထမဦးဆုံးသမီးဖြစ်မဲ့တချင်းလေးကကြတော့တေးတန်ရှင်ဆိုးလွန်တီဆိုထားတဲ့ခိုးစိတ်ဆိုးထိတ်လွမ်းချိန်ဆိုတဲ့တခြင်းလေးဖြစ်ပါတယ်ရှင်နားဆင်ပေးကြပါဦး
ရှင်ဆိုးလုံးလည်းအတွက်ကျေးဇူးပြုပြီးတော့ကွန်ပျူတာလက်ခတ်လေးတီးပေးကြရအောင်လို့တောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ် Melodies have your today, Chinkarela. Oh, Tuesday, Linko, that I can say. Nature, Kanago, nature, everybody. Don't know more do you? But take care. So je vous j'ai ma pensée là mais j'arrête là so you me don't take away nothing like that oh melody so they do take much more oh you know it's something that's I think So she